သူတို့ကအနာဂတ်ကျွန်းကဘယ်မှာလဲဆိုတာတော့မသိကြဘူးအပျော်စီးသင်္ဘောတွေအနာဂတ်ကျွန်းကိုရောက်တာနဲ့အလုတ်သမားတွေကယာယီလေရင်ကွင်းကိုစပြီးစောက်ကြတယ်နောက်တော့ကျွန်တော်အလုတ်သမားတွေကိုနေရာအနှံ့ကနေခေါ်ဖို့လေရင်အစင်းတရကိုငှားရမ်းခဲ့တယ်အဲ့ဒီအလုတ်သမားတွေကနေရောညပါအပတ်တကုတ်စူးစမ်းပန်းစားလုပ်ခဲ့ကြတယ်အနာဂတ်ကျွန်းကိုရေဒါတွေဂျိုရုတွေကနေဖုံးကွယ်ထားဖို့ကျွန်တော်လိုင်းနောက်ဆက်တဲ့ဆက်တွေ signal jammers ကျူဝယ်ထားပြီးအလုတ်သမားတွေရဲ့ဖုန်းအားလုံးကိုတင်စီခဲ့တယ်ကျွန်တော်ကျွန်းပေါ်မှာအလွန်ခိုင်ခန့်တဲ့ခံတပ်ကြီး10ခုကိုစောက်ခဲ့တယ်ပစ္စည်းအားလုံးကအဆင့်မြင့်ဆုံးနဲ့အရေးသွေးကောင်းဆုံးတွေပဲဖြစ်တယ်ပြင်းအား10နှစ်အဆင့်ရှိတဲ့ငလျင်တံကိုတောင်ခံနိုင်ရရှိအောင်စောက်ထားတာပါခံတပ်တစ်ခုချင်းစီရဲ့အပြင်ဘက်ကိုတော့အယောင်ဖြောက်ကမဖိတ်ထားတယ်ဂျိုရုတွေကနေအပေါ်ကနေကြည့်ရင်ဘာမှမြင်ရမှာမဟုတ်ပါဘူးဒါပေမဲ့ဒါတွေအားလုံးကမျက်လက်ပြထားတာတသက်ပါတကယ်တမ်းကဘာပြက်ရင်ခိုလုံမဲ့ဘန်ကာစစ်ကမြေအောက်မှာရှိတာပါဒီမြေအောက်ဘန်ကာကနျူကလ িয়ার တိုက်ခိုက်မှုတွေနဲ့ဇီဝလက်နက်တိုက်ခိုက်မှုတွေကိုခံနိုင်ရရှိတယ်မြေချင်းတူးနိုင်တဲ့ဖုတ်ကောင်တွေတောင်မှ9 မီတာထူရှိတဲ့တံမဏိတကားကြီးကိုဖောက်ထွက်နိုင်မှာမဟုတ်ဘူးမြေပြင်ပေါ်ကခံတပ်တွေမှာမြေအောက်ကိုဆင်းနိုင်တဲ့လှုပ်ဝက်ဥမင်လိုင်းကောင်းတွေရှိတယ်ဒါပေမဲ့အဲ့ဒီလမ်းကြောင်းတွေကိုအလွန်ကျဉ်းအောင်စောက်ထားတာကြောင့်တခါမှတယောက်ပဲတိုးဝေးပြီးဝင်လို့ရတယ်အတွင်းထဲမှာတော့ဝင်ကပါတစ်ခုလိုပဲတကယ်လို့မင်းကလမ်းမှန်ကိုရှာတွေ့နိုင်လောက်အောင်ကန်ကောင်းခဲ့ရင်တော့